ဒီနေ့မျော်လင့်မဲနဲ့ဖြစ်သွားတဲ့ကိစ္စကတော့ဖြစ်လာတဲ့ကိစ္စပေါ့နော်ကျွန်တော်ကြပြတွေကိုရွတ်ပြီးတော့တန်သွင်းမှုအတွက်ကိုဝင်းမြတ်ဦးနဲ့ဆုံပြီးစကားပြောရင်းနေပြီးတော့ဒီစီစဉ်လေးဖြစ်သွားတာပါကိုဝင်းမြတ်ဦးရဲ့ကမကထလုံးမှုနဲ့ကျွန်တော်ဒါလေးကိုလုပ်ဖြစ်ပါတယ်စီစဉ်ကဘာလဲဆိုတော့ကျွန်တော်တို့ channel အသစ်တစ်ခုဖွင့်ပြီးတော့ကျွန်တော်ကြပြတွေကိုရွတ်သွားဖို့အစီအစဉ်ပါပရိသတ်တွေသိတဲ့အတိုင်းကျွန်တော်ကြပြတော်တော်များများ online မှာပြတ်နေပါတယ်ပြတ်နေတဲ့ဟာတွေအကုန်လုံးကကျွန်တော်နဲ့မဆိုင်ပါဘူးသူတို့ကျွန်တော်ဟောပြောပွဲအခွေတွေတဲကနေပြီးတော့စီစစ်ဖြတ်တောက်ပြီးတော့မှတင်ထားတဲ့ကြပြတွေဖြစ်ပါတယ်အဲ့တော့လူတို့ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒါတွေဟာကျွန်တော်စင်ပေါ်မှာရွတ်ခဲ့တဲ့အလင်းအသင်းတလို့ထဲရွတ်ခဲ့တဲ့ကြပြတွေကိုသူတို့ဖြတ်ပြီးတော့တင်ထားတာပါအခုဒီကာလမှာကျွန်တော်တို့တခြားဘာလုံးမှလုပ်စရာမရှိပါဘူးဟောပြောပွဲတွေပါတယ်ဆိုတာလည်းပဲကျွန်တော်တို့ ਨੇ အဝေးယူရောက်သွားပါတယ်အဲ့ဒီချိန်မှာကျွန်တော်ပြိတ္တနဲ့ကျွန်တော် ਨੇ ပြန်တွေ့ဖို့ဘာလို့ရင်ကောင်းမလဲလို့ကိုဝင်းမြောက်နဲ့တိုင်ပင်ပြီးတော့စကားပြောဖြစ်တဲ့အခါမှာကိုပိုင် YouTube channel လေးတစ်ခုဖွင့်ပြီးတော့ကြပြတွေကိုရွတ်ပါလားအဲ့ဒီချိန်မှာကျွန်တော်စဉ်းစားမိတာအခုဒိုင်းမော်ပြန့်နေတဲ့ကျွန်တော်ကြပြတော်တော်များကကျွန်တော်အရင်တော့ရွတ်ခဲ့တဲ့စင်မော်ကကြပြတွေပါစင်မော်မှာကြပြရွတ်တယ်ဆိုတာကျွန်တော်တို့ကရွတ်ချင်တဲ့ကြပြကောက်ရွတ်လို့မရပါဘူးအဲ့ဟောပြောပွဲမှာကဘာရွယ်ချက်နဲ့လောက်တာလဲဥပမာအာဇာနည်နေ့ဆိုတဲ့ဟောပြောပွဲမျိုးမှာကျွန်တော်တခြားကြပြရွတ်လို့မရပါဘူးအဲ့လိုပဲပေါ့နော်ကျွန်တော်ရွတ်ဖြစ်တဲ့စင်မော်ကကြပြတွေဟာပေးထားတဲ့ခေါင်းစဉ်နဲ့လိုက်ရောညီထွေဖြစ်တဲ့ကြပြတွေကိုပဲရွတ်ခဲ့တာပါအဲ့တော့စိတ်ကူးအသစ်ထွက်လာတာဒီပရိသတ်တွေဟာအဟောင်းနေကြားထဲမှာပဲကျွန်တော်တို့လူပညာကိုခန်းစားမှလားဆိုတော့ကျွန်တော်ဒီကာလဆိုကိုဗစ်ကာလရဲ့နောက်ပိုင်းကာလပေါ့အဲ့ဒီကာလမှာအလုပ်ဖြစ်ဆုံးကတော့ကြပြရေးခြင်းပါပဲဖြစ်ပြတစ်ခုတိုင်းဟာကျွန်တော်တို့ပြည်သူတွေနဲ့အတူတူကျွန်တော်တို့ရင်ထဲကိုရောက်ပါတယ်ရောက်တဲ့အချိန်တိုင်းမှာကျွန်တော်တို့ကြပြတပုတ်စီထွက်ပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်2023တုန်းကဒီလင်းလဲလာဆိုတဲ့ကြပြစာအုပ်တို့ထွက်ပါတယ်အဲ့ဒီကြပြထဲမှာကျန်တဲ့ကြပြစာအုပ်တွေနဲ့ဘာထူးကြလဲဆိုတော့အောက်မှာကျွန်တော်တို့ရေးတဲ့ရက်စွဲတွေပါပါတယ်တခါတလေတစ်ရက်ထဲနဲ့2ပုတ်လောက်ရေးပါတယ်တခါတလေကျ1ရက်ချ2ရက်ချတခါလေကျတစ်ပတ်တစ်ပုတ်လောက်ရေးပါတယ်အဲ့ဒါတွေကိုစုပြီးတော့ကျွန်တော်လင်းလဲလာဆိုပြီးတော့ထွက်ပါတယ်အဲ့ဒါအမေရိကန်မှာလည်းပဲအင်္ဂလိပ်လိုပြန်ပြီးတော့ထုတ်ဖို့လုပ်နေပါပြီဒါကတစ်ပိုင်းမှာထားလိုက်ပါအခုတော့24မှာကျတော့ဒီအသက်ရှင်မှာမနဲ့မင်္ဂလာလို့နှုတ်ဆက်ဖို့ဆိုတဲ့ကြပြစာအုပ်လေးထွက်လာပါတယ်ဒီကြပြစာအုပ်ကတော့ကျွန်တော်အသက်85ပြည့်တဲ့နှစ်မို့လို့အဲ့ဒီမှာကျွန်တော်ကြပြ85ပုဒ်ပဲထည့်ပါတယ်နောက်တတိယတောင်းအနေနဲ့ကျေသမိုင်းပန်းသမိုင်းဆိုပြီးတော့နောက်တတိယ25ထဲမှာကျွန်တော်ထုတ်စီစဉ်နေပါတယ်အဲ့တော့ချုပ်ပြောမယ်ဆိုလို့ရှိရင်ဒီကြပြစာအုပ်တွေဟာဒီကာလမှာရတဲ့ကြပြတွေကိုစုထုတ်တဲ့စာအုပ်တွေပါအဲ့ဒါကြောင့်ကျွန်တော်ကကာလယတ1ကာလယတ2ဆိုပြီးတော့နာမည်ပေးထားပါတယ်အခုနောက်ထွက်မယ့်ဟာဆိုရင်ကာလယတ3ပေါ့အဲ့ဒီကာလရဲ့အရိုက်ခတ်တွေမှာကျွန်တော်တို့လူတိုင်းရဲ့ရင်ထဲရောက်တဲ့ဝေဒနာတွေကိုပဲကျွန်တော်တို့ကကြပြဖြစ်ပြန်ပြီးတော့ဝေဖွာတန်ဆင်ပေးလိုက်ပါတယ်အဲ့တော့ပြန်ခြုံပြောမယ်ဆိုလို့ရှိရင်လိုင်းပေါ်မှာပြန့်နေတဲ့အဟောင်းတွေအစားကျွန်တော်အခုနောက်ရေးပြတဲ့အသစ်တွေကိုပြန်ပြီးတော့ပရိသတ်စီကိုဝေမျှပေးကျင်တာပါပဲအဲ့ဒီအတွက်ဒီစီစဉ်လေးဖြစ်မြောက်အောင်လုပ်ပေးတဲ့ကမကထပြုပေးတဲ့ကိုဝင်းမြတ်ဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဥစ္စာပထမပြောကြပါရစေအဲ့တော့ဒီနေ့ကျွန်တော်ကြပြစပြီးတော့4 ပုတ်လောက်ပေါ့နော်ကျွန်တော်ရွတ်ပါမယ်ရွတ်ပြီးတော့အဲ့ဒါကိုအလင်းသင့်တယ်လို့စီစဉ်ဆောင်ရွက်ပေးမဲ့အဖွဲ့က online မှာကျွန်တော်တို့ YouTube မှာတင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ချစ်တဲ့ကြပြချစ်တဲ့ပရိသတ်များအားလုံး subscribe လုပ်ပြီးတော့အဲ့ဒီကြပြလေးတွေကိုခံစားနားဆင်ပေးပါအဲ့ထပ်ပြီးတော့ချုပ်ပြီးပြောမယ်ဆိုလို့ရှိရင်တော့အခုတင်မဲ့ကြပြတွေဟာကျွန်တော်ဘယ်စင်မောမှမရွတ်ဖူးတဲ့ကြပြအသစ်တွေဖြစ်ပါတယ်အဲ့ဒီကြပြတွေဟာလည်းထူးထူးဆန်းဆန်းအကြောင်းအရာမဟုတ်ပါဘူးကျွန်တော်တို့တနိုင်ငံလုံးကလူတွေခံစားနေရတဲ့ခံစားချက်တွေခံစားမှုတွေကိုသူတို့ကိုယ်စားကြပြရေးထားတဲ့ကြပြတွေပါ
အဲ့ဒီကြပြတွေကိုစပြီးတော့ကျွန်တော်တို့ရွတ်ပေးပါမယ်ဒီမှာပထမဆုံးစပြီးတော့ကျွန်တော်ရွေးထားတဲ့ကြပြနှစ်ပုဒ်ကအချစ်ကြပြပါအဲ့ဒီအချစ်ကြပြမှာတော့မှနောက်က kid ဆိုတဲ့ background မတူတဲ့အခါမှာအချစ်ကြပြဘယ်လိုကွဲသွားလဲဒါလေးကိုကျွန်တော်စပြီးတော့တင်ပြကြည့်ကြပါမယ်အဲ့တော့ကျွန်တော်တို့ကချစ်သူနှစ်ယောက်လမ်းခွဲကြမယ်ဆိုတော့တယောက်ကအဝေးတနေရာကိုသွားကြမယ်ဆိုလို့ရှိရင်တယောက်နဲ့နှုတ်ဆက်မယ်တယောက်နဲ့ချစ်စကားတွေပြောကြမယ်အဲ့ဒီအချိန်မှာခေတ်ကငြိမ်သက်နေမယ်ကောင်းနေမယ်ဆိုလို့ရှိရင်ဆိုပါစို့ကျွန်တော်တို့ဘာမှကြောက်စရာမလိုတဲ့ခေတ်ဆိုလို့ရှိရင်အဲ့ဒီချစ်သူနှစ်ဦးကသူတို့ရင်ထဲကခံစားရတဲ့ဟာတွေကိုဘယ်လိုထွက်လာလဲအဲ့ဒီကြပြကျွန်တော်စရွတ်ပါမယ်အဲ့ဒီကြပြကလင်းလဲလကာလယတကြပြများဆိုတဲ့ကျွန်တော်ပထမဆုံးထွက်တဲ့ကြပြစာအုပ်မှာပါပါတယ်အကောင်းစဉ်ကသမုဒိယသချင်းခြုံပြောမယ်ဆိုလို့ရှိရင်ချစ်သူနှစ်ယောက်တယောက်ကအဝေးယူသွားဖို့လမ်းခွဲတဲ့အချိန်မှာတယောက်ရင်ထဲမှာရှိတဲ့ဝေဒနာတွေကိုသူတို့နှစ်ယောက်ခွဲဝေမျှပြီးတော့ခံစားရတဲ့ကြပြပါပဲဘာမှမထူးဆန်းပါဘူးဒါပေမဲ့နောက်က background ခက်ကငြိမ်နေတယ်ကြောက်စရာလန့်စရာဘာမှမရှိဘူးဆိုတာလေးနှလုံးသွင်းပြီးနားထောင်ကြည့်ပါကောင်းစဉ်ကသမုဒိယသချင်းပါတန်ရောစဉ်အရေးအတင်းမှာအချစ်သချင်းတွေပဲဆိုကြရအောင်ပါငါကလည်းမမေ့ရဲ့မင်းကလည်းမတွေ့ပဲမနေနိုင်အတ္တတွေမပြိုင်ကြီးမာနတွေမပြိုင်ကြီးဝေးနေလို့မှမဖြစ်ဘူးသိရနဲ့ဒီတဲ့ပို့ပြီးငါတို့နားလေကြရမယ်လေလာမိုင်းညဖြစ်ရင်တောင်ချစ်သူရဲ့မျက်ဝန်းကအရှွန်းလို့ဆုံးကြယ်တွေတဲ့ကန္နာယဖြစ်ရင်တောင်ချစ်သူရဲ့ရင်ခွင်ကအေးမြဆုံးနားခိုရတဲ့ချစ်ချင်းမှာတခါနန်းယုံနဲ့ပန်းတငုံပွင့်ပြီးမင်းခရီးကိုပန်းနေနဲ့ဝေစီမယ်အဲ့ဒီလိုမင်းယုံနေမှငါကလည်းယုံနေမှခန္ဓာရလိုညမောင်မိုက်တဲ့ပန်းနေကျရင်လက်တွဲအတူသွားနိုင်မှာပေါ့ဒီတော့ကွယ်အချစ်ခီးမှာအပြစ်ကြီးမမြင်နဲ့စပြစ်သီးမချင်နဲ့ရစ်ပြီးငင်တဲ့အနုတယအတင်းမှာကိုနေမင်းသမုဒိယသချင်းတွေကိုပဲဆိုကြရအောင်ပါဒါသမုဒိယသချင်းဆိုတဲ့ဒီခေတ်နဲ့ရှင်ရင်နည်းနည်းလေးပိုကောင်းတဲ့ကြောက်စရာလန့်စရာထိတ်စရာတွေမရှိတဲ့ကာလချစ်သူနှစ်ယောက်ခွဲခွာသွားကြတဲ့ခံစားမှုကိုရေးထားတဲ့ကြပြပါနောက်တစ်ပုဒ်ကတော့နောက်ကခေတ်ကဒီနေ့ခေတ်ရောက်လာပြီဒီနေ့ခေတ်ရောက်လာပါပြီအဲ့ဒီနေ့ခေတ်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့မှာကြောက်စရာတွေလန့်စရာတွေတွေးစရာတွေအများကြီးရှိနေပါတယ်အဲ့ခေတ်ထဲမှာစောစောလိုပဲအဖြစ်အပျက်ကအတူတူပါပဲဝေးနေနီးဆိုတဲ့ကြပြကိုကျွန်တော်ရွတ်ပါမယ်ချစ်သူနှစ်ယောက်နှစ်ပုတ်ကျွန်တော်ရွတ်ပါမယ်ဒီခေတ်ထဲမှာချစ်သူနှစ်ယောက်ဒီတိုင်းပဲဝေးသွားကြမယ်ခွဲသွားကြမယ်အဲ့ချိန်မှာနှုတ်ဆက်မယ်နှုတ်ဆက်တဲ့အချိန်မှာအခုနလိုသမုဒိယတွေအယူရတွေမပါတော့ဘဲနဲ့ဘာတွေပါလာလဲဆိုတာလေးဆက်နားထောင်ကြည့်ပါဝေးနေရင်ဒီခေါင်းစဉ်မှာလွမ်းနေလို့မဖြစ်ဘူးတည့်ရွက်တွေပြာဖြစ်နေတဲ့အချိန်ချစ်နေလို့မဆိုဘူးအငုံတွေအချွေခံထားရတဲ့အချိန်တိမ်တွေလည်းပြာစီးစာတွေအယုတ်ဆိုးအပုတ်သုံးနဲ့တထောင်းထောင်းနဲ့မင်းကောင်းကဆန်ရွယ်နုတရထွေးပွေဘယ်စိတ်နဲ့များမွေးပြောနိုင်မှာဝေးရမှာဘုံအာယုံတစ်ခုတည်းနဲ့လွမ်းနေလို့လည်းမဖြစ်ဘူးချစ်နေလို့လည်းမဆုံးအငုံတွေ
အငုံတွေကျွေကြနေတဲ့အချိန်လေးဒါချစ်သူနေယူနောက်ကွဲကနီးမှာသူတို့ရင်တွေကသမုဒ္ဒရာတွေအယူအရတွေတဲ့ခစ်ရဲ့ဝေဒနာတွေပါလာခဲ့ပါပြီဒါကျွန်တော်ချစ်ကြပြနဲ့ပတ်သက်လို့ရုပ်ခဲ့တဲ့နှစ်ပုတ်ပါအဲ့တော့နောက်ဒီခစ်ထဲမှာပဲအခုကာလမှာချစ်သူနှစ်ယောက်ခွဲကြတယ်ချစ်သူနှစ်ယောက်ခွဲကြတယ်ဆိုတော့ကျွန်တော်တို့ကဟိုခေါ်ပြောပွဲလို့လည်းအရှိကြီးကျွန်တော်မပြောပါဘူးမျက်လုံးနဲ့မြင်အောင်ရွာမှာချစ်သူနှစ်ယောက်အတူတူသွားပြီးတော့တွေ့ပြီးတော့မနေ့ပြန်ကြလို့ရှိရင်တော့ငါခရီးထွက်တော့မယ်ယောက်ျားလေးကပြောတဲ့အချိန်မှာမိန်းကလေးဖြစ်သူကဘာတွေပြန်ပြောလဲအဲ့အချိန်မှာသူတို့မဖြစ်မနေပြန်လာခဲ့ငါမင်းကိုစောင့်နေမယ်ဒါအတူတူပေါ့နော်အဲ့လိုပဲပြောခဲ့အဲ့တော့ထောက်ဆောင်မဲ့ကောင်လေးကလည်းဘာပြန်ပြောလဲမရောက်အောင်ဘယ်ဘဝရောက်မင်းရှင်ကမရောက်အောင်ပြန်လာမယ်ပြောတယ်သွားတယ်ပြီးတော့အကြောင်းအားလျော်စွာအဲ့ဒီကောင်လေးအသက်ဝိညာဉ်ချုပ်သွားပါတယ်အဲ့ဒီအသက်ဝိညာဉ်ချုပ်သွားတဲ့အချိန်မှာ तू နောက်ဖြစ်တဲ့ဘဝမှာကို तू ပြန်သတိရတယ်ငါချစ်သူကငါဂရီးပေးထားတယ်ငါရွာကိုငါပြန်ရမယ်သူ့စီကိုငါပြန်တွေ့ရမယ်ဆိုပြီးတော့သူ့ရွာကို तू ပြန်ရောက်တဲ့အချိန်မှာသူ့ရွာမရှိတော့ပါဘူးသူ့ရွာမှာမီးလောင်ပြကြနေတဲ့မြင်ကွင်းကိုကြည့်ပြီးတော့သူ့ချစ်သူကိုသူဘယ်လိုရှာရမယ်ဆိုမသိတော့ပါဘူးအဲ့ဒီအချိန်မှာပဲပြာပုံတွေကအယိုးတစ်ခုကိုသူ့စိတ်စွမ်းအားနဲ့ဒါငါချစ်သူရဲ့အယိုးပါလားလို့သိလိုက်တဲ့အချိန်မှာသူ့ကိုယ်သူမိုးဆက်မိုးပေါက်အဖြစ်ဖန်နေပြီးတော့သူ့ချစ်သူရဲ့အယိုးပေါ်မှာအဲ့ဒီမိုးဆက်တွေကြွေကြနေတဲ့အဖြစ်ကိုရေးဖွဲ့ထားတာပါကောင်းစဉ်ကိုလွမ်းတဲ့ဆက်လို့ပေးထားပါတယ်အဲ့ဒါတော့2024ရထွက်ခဲ့တဲ့အသက်ရှင်မှာမနဲ့မင်္ဂလာလို့နှုတ်ဆက်မယ်ဆိုတဲ့နှုတ်ဆက်ဖို့ဆိုတဲ့ကြပြစာအုပ်ထဲမှာပါပါတယ်ကောင်းစဉ်ကလွမ်းတဲ့ဆက်ချစ်ကြောင်းတက်တည်ပြရမှာလားရွက်ကြွေဘဝတွေကပြလို့ကြည်တော်မီလောင်အရှိန်ပြင်းထင်းဖြစ်သွားတဲ့တစ်ပင်တွေမနှက်ပြန်ထွက်မဲ့အာယုန်တွေပြာပုံတွေကိုအလေးပြုလို့လွမ်းအလင်းမနဲ့ဝင်းပြက်ခလျက်ကြောင်ပြိုးချိန်မှာတော့ငါဝိညာဉ်မိုးလို့ရောက်ပါလိမ့်ပြာပုံအောက်မှာမင်းအယိုးကိုတိုးဖဲလို့နန်းဒါဒီခေတ်မှာချစ်သူနှစ်ယောက်ကွဲသွားတဲ့အင်မတန်လွမ်းစရာကောင်းတဲ့လွမ်းဇက်ကိုတွန်းတဲ့ဇက်ဆိုပြီးတော့ရေးဖွဲ့ထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်